စာအုပ်ရဲ့ရွာမှာတော့ငါတို့တငယ်ချင်းတွေတရားမှမရှိတော့ဘူးနင်ရောဘယ်ရောက်နေပြီလဲတငယ်ချင်းတို့ရဲ့သတိရလိုက်ပါကွာဒီလိုချိန်တိတ်တောက်တဲ့ခါရွာလမ်းဘေးမှာငါတယောက်ထဲထိုင်နေရင်ပြန်စဉ်းစားတာငါတို့တွေငယ်ငယ်တုန်းကသူ့ဆုံးတဲ့ဒီနေ့ရပေါ့ငါတို့တွေငယ်ငယ်တုန်းကသူပြောရဒီနေ့ရပေါ့ခုညာတော့ဘူးမှမရှိလို့ခုညာတော့တောက်မှမရှိတော့ခုညာတော့ဘူးမှမရှိလို့ခုညာတော့တောက်မှမရှိတော့နိုင်ငံများမှာလုတ်တွေရှာလို့ဒါရမမစနေပြေလို့ဒေါ်လာတွေကိုင်းငါဒေါ်လာတွေကိုင်းငါစာဥကမလေးရှာတာအေးကစင်ကာပူမိထွဲကဘိုက်ကြီးစုလို့ကောင်းလုံးစုံစည်းကြတော့ပါစာဥရဲ့ရွာရောက်ပြန်ခဲ့ပါတာအေးရဲ့ရွာရောက်ပြန်ခဲ့ပါစာဥရဲ့ရွာရောက်ပြန်ခဲ့ပါတာအေးရဲ့ရွာရောက်ပြန်ခဲ့ပါဒီလူတွေတိတ်တော့တဲ့ခါရွာလာတော့ရမှာစာဥကိုငယ်နေမှာရေကစင်လို့လားချစ်လေးတနာရောက်ကတာပြီးတွေ့တာတာသတိရလိုက်တာစာဥညာငယ်ချင်းတွေစုံစုံညီပြေးလို့ပြောဝဆောင်လာနေတဲ့ရွာဦးကပုဂ္ဂိုလ်မြင်လာမှာချစ်တငယ်လေးမဆာဝီလင်းကိုလာလို့ပြောနေမှာစာဥရဲ့ရွာရောက်ပြန်ခဲ့ပါစာဥရဲ့ရွာမှာတော့လေစာဥရဲ့ရွာမှာတော့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 မင်းလေးတွေကိုစီအိုကလေးတွေကိုစီမင်းလေးတွေကိုစီအိုကလေးတွေကိုစီတွေရသည်ရက်ခတ်စင်ခုများကြတော့မြင်ကွင်းတွေပြောင်းလာတွေရသည်ရက်ခတ်စင်ခုများကြတော့မြင်ကွင်းတွေပြောင်းလာထော်လာကြီးဝုန်းတယောက်ဆိုင်ကတဲ့ဖုံတွေကလုံးကစက်တဲ့ထော်လာကြီးဝုန်းတယောက်ဆိုင်ကတဲ့ဖုံတွေကလုံးစာဥရဲ့ငါသက်ရှူချက်လာစာဥရဲ့ရွာရောက်ပြန်ခဲ့ပါတာအေးရဲ့ရွာရောက်ပြန်ခဲ့ပါစာဥရဲ့ရွာရောက်ပြန်ခဲ့ပါတာအေးရဲ့ရွာရောက်ပြန်ခဲ့ပါဒီလူတွေတိတ်တော့တဲ့ခါရွာလာတော့ရမှာစာဥကိုငယ်နေမှာရေကစင်လို့လားချစ်လေးတနာရောက်ကတာပြီးတွေ့တာတာသတိရလိုက်တာစာဥညာတကယ်ရင်းတွေစုံစုံညီပြေးလို့ပြောဝဆောင်လာနေတဲ့ရွာဦးကပုဂ္ဂိုလ်မြင်လာမှာချစ်တငယ်လေးမဆာဝီလင်းကိုလာလို့ပြောမှာစာဥရဲ့ရွာရောက်ပြန်ခဲ့ပါစာဥရဲ့ရွာမှာတော့လေစာဥရဲ့ရွာမှာတော့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 ရင်ကဆိုရင်နေချင်ခဲ့ခဏနဲ့မဲလာချောက်ဖို့ခုများတော့ရင်နေချင်ခဲ့စူပါနဲ့တွဲပြီးတောင်းလို့ရင်ကဆိုရင်နေချင်ခဲ့ခဏနဲ့မဲလာချောက်ဖို့ခုများတော့ရင်နေချင်ခဲ့စူပါနဲ့တွဲပြီးတောင်းလို့ရင်ကဆိုရင်စီနီကွက်ညာဘက်ဆိုပင်ကြိုတမ်ဘေခုများတော့ဘက်ထရီမီနဲ့ညာဘက်ဆိုကာရာโอเคရင်ကဆိုရင်စီနီကွက်ညာဘက်ဆိုပင်ကြိုတမ်ဘေခုများတော့ဘက်ထရီမီနဲ့ညာဘက်ဆိုငါအိမ်ကျော်တော့ပါစာဥရဲ့ရွာရောက်ပြန်ခဲ့ပါတာအေးရဲ့ရွာရောက်ပြန်ခဲ့ပါစာဥရဲ့ရွာရောက်ပြန်ခဲ့ပါတာအေးရဲ့ရွာရောက်ပြန်ခဲ့ပါဒီလူတွေတိတ်တော့တဲ့ခါရွာလာတော့ရမှာစာဥကိုငယ်နေမှာရေကစင်လို့လားချစ်လေးတနာရောက်ကတာပြီးတွေ့တာတာသတိရလိုက်တာစာဥညာတကယ်ရင်းတွေစုံစုံညီပြေးလို့ပြောဝဆောင်လာနေတဲ့ရွာဦးကပုဂ္ဂိုလ်မြင်လာမှာချစ်တငယ်လေးမဆာဝီလင်းကိုလာလို့ပြောပါစာဥရဲ့ရွာရောက်ပြန်ခဲ့ပါစာဥရဲ့ရွာမှာတော့လေစာဥရဲ့ရွာမှာတော့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 တကယ်ချင်းလို့သတိရလိုက်တာကွာအခုများကြတော့တယောက်တည်းရာစီခွဲနေကြတာ
ချိန်များရရင်တော့ရွာရောက်ပြန်ခဲ့ကြပါကွာ